အားလုံးမင်္ဂလာမနက်ခင်းလေးပါဗျာနော်ဘာလို့လဲဆိုတော့စာလေးတွေဖတ်ဘူးတာလူဘဝရာခဲလာတယ်တဲ့လူဘဝရာမှုမလွယ်ဘူးတဲ့ဇမဘီရဲ့အဲ့ဒါသင်းချလိုက်လူဘီရဲ့အဲ့ဒါသင်းထောင်ထားလိုက်အဲ့ဒါနှစ်ခုထိရင်ထိမယ်လူဘဝမလွယ်ဘူးတဲ့နှစ်ပေါင်းများစွာမှတခါပေါ်တဲ့လိတ်ကန်းကြီးတဲ့လိတ်တောင်ကန်းကြီးနော်သမုဒ္ဒရာထဲမှာတဘိုးကြီးပေါက်တဘိုးတုံးပေါ့နှောင်းထားတဲ့ဟာနဲ့အဲ့ပေါက်နဲ့အဲ့လိတ်ကန်းကြီးရဲ့ခေါင်းနဲ့စွတ်ချင်စွတ်မယ်လူဘဝရာမှုမလွယ်ဘူးတဲ့စာပီဒီထဲမှာတော့ဖတ်ဘူးတာပေါ့ဗျာငယ်တုန်းကပါခုကြီးလာတော့လောဘဒေါသတွေများတော့စာကိုသိမ့်မဖတ်ဖြစ်တော့အဲ့ရနဲ့လူဘဝဘာလို့ရာခဲ့တာလဲဟိုစဉ်းစားတော့လူဘဝရာခဲ့တယ်ဆိုတော့ငါတို့လူတွေအများကြီးပဲတိုင်ဒေသကြီးမျိုးနယ်အသီးသီးတွေလူတွေအများကြီးဘာလို့လူဘဝရာခဲ့ရလဲဖြည်းဖြည်းစဉ်းစားတော့ကိုနေတဲ့တောင်ပေါ်တဲလေးတစ်လုံးချင်းကောင်းဆိုလည်းမနေဘူးရင်ကောင်းဆိုလည်းမနေဘူးဂျဘိုးပရွက်စိတ်အောက်မှာရှိတဲ့ဖားကမြုပ်ကြီးတွေပိန်ညောင်းကျွတ်ဟာတော်တဲ့ကြဲကြီးကိုမပြောသေးဘူးဒီအိမ်လေးတစ်လုံးနဲ့တင်ကိုလူကကိုတယောက်တည်းနေတာတလိမ့်ဆန်နေနေဦးအေးနောက်ကြတော့30တပုံထဲမှာလဲလူကတပုံနဲ့ပဲပြမ20နတ်ပြည်6ထက်နော်ပေ4ပုံဒါပုံ30လူပုံတစ်ပုံ30တပုံအဲ့ကြောင့်တယောက်တည်းနေတယ်ဆိုနားရေးပါရေးဆိုတော့စိတ်ကြိုက်စဉ်းစားပြီးခရီးရောက်တယ်နော်လှုပ်ရင်ဘာလှုပ်ညာနဲ့ဆိုနားတွေညီတော့အတွေးပြက်သွားတယ်အဲ့လိုပါပဲတရားထိုင်တဲ့နေရာတို့တရားအားထုတ်တဲ့နေရာတို့တကယ်တမ်းတန်ဝေကတရားတွေများပါမှတရားရှိမြန်ရောက်မြင်ဘာလို့လဲဆိုတော့တောင်ပန်နေနဲ့ပြန်နေငှက်တွေတလိမ့်စင်နေတောင်မနေဘူးဗျာနော်ကြံတဲ့ကောင်ဆိုတော့မပြောနဲ့မနက်လင်းလာကျွန်တော်ဂျိုးလေးတွေစာကျွေးထမင်းတော့မချက်နိုင်တော့ဘူးဗျဆန်ကျွေးရတယ်သူကထမင်းကြပူကြိုက်ဆန်လေးတွေကိုပတ်ပြီးတော့ကျွန်တော်ကြေးပြီးမကျွေးဘူးနိုးသည်ဘူးလေးဘူးယူဝိုင်းလေးနေရပုံခဲ့ဘာလို့လဲဆိုတော့ပတ်ပြီးကြေးလိုက်ရင်တစည်းစီလိုက်ကောင်းနေရတယ်သူတို့ပင်မန်းစူးလိုက်ပြုံလိုက်လေးတွေစားတော့သူတို့တက်တောင့်တက်တာတနေရာထဲစားရတာပေါ့နော်နိုင်တဲ့ကောင်ဆိုရင်နိုင်တဲ့ကောင်ဘိုးဆိုရင်ဘိုးပုံွားရှုံးတဲ့ကောင်ရှုံးတဲ့ပုံလာသွားစံလေးတွေလေးနေရပုံတော့မနေဘူးပဲဟိုးနောက်ဖက်နာနှစ်ပုံမှာတော်တော်များတယ်ဒါလူနဲ့မြေတန်းရင်းနေတဲ့ကောင်နေပေါ့ဗျကောင်တွေကတော်တော်ရင်းတယ်ဟိုဘကနောက်ကဖွဲ့ရမရင်ဘူးအိုးအောင်ကကြောင်တစ်ကြောင်မှာလူလေးရှိတော့ဘိုင်းမွေလူဖိတ်တယ်ဖိတ်တော့သွားတယ်ဘုန်းကြီးတရားဟောတရားနာထွက်လဲလာရဘုန်းကြီးရဲ့တပည့်တယောက်ကဘိုင်းမို့တဲ့ဆရာတော်ရဲ့တရားတွေနာလို့ကောင်းရလာတယ်တရားတွေတော့နာလို့ကောင်းတယ်ကွာလို့မင်းတို့ဆရာတော်အကြောင်းဘက်လာတဲ့လမ်းလူတွေဒူးတွေပြေးနေတယ်ဘာလို့တော့အကြောင်းတွေကရည်သူမြောင်ကလမ်းပေါ်လွတ်ထားတော့လမ်းသွားတဲ့လူတွေဒူးပြေးနာကွာလို့တရားကောင်းတာမကောင်းတာသာထားအဲ့ဒါလေးလောက်ကြအောင်ပြောခဲ့မိုးကောင်းတို့မိုးကျူတို့ဖွဲ့ရ3ကောင်ကမွေးတဲ့လူကယူသွားပြီ3ကောင်ပဲကျန်တော့မလင်းလာနှင်းငွေတွေကကြီးရမိုးကတော့ကြည်ရန်သေးတယ်ဒီနေ့14ရက်10လပြရာသီဥတုကတော့မိုက်တယ်မနက်ဆိုနှင်းနေမှောင်းခေးလဲဆိုနေရဘူးနေဘူးတော့ပြီးလာတော့မပြီးဘူးမိုးရရွာပြန်ရောမိုးကတော့လွန်ပါတယ်ရွာတာတော့မိုးကမိုက်သွားပြီနင်းလေးတွေလိုက်လာတော့သင်္ဘောသီးလေးတွေလည်းနည်းနည်းလိုက်လာတယ်နော်ဒီကောင်ဆိုရင်ဒါဒီမိုးကုံရင်အောက်သီးပိုင်းတွေကုန်မှဲ့ရောက်လာလို့ကြည်အောင်လို့သင်္ဘောသီးကလည်းမှဲ့နေတော့ကျွေးလိုက်တာပဲပြီးလိုက်တာနော်ရောင်းကိုမသားတာတ
ကယ်တမ်းခင်တဲ့လူတကယ်တမ်းပြီးတဲ့လူဆိုရင်တော့ကိုเจ้าသိပါတယ်။နာမန်လောက်ကတော့ပေါက်ဆိုးတယ်ကွာဒီလူဆိုပြီးတော့မလာဘူး။အဲကြတော့နာအီး။ယောမြို့သားလို့တောသားလို့ဆိုတဲ့ကောင်ဖြူလို့တောင်မလို့မြောင်းမဟုတ်မလုံနဲ့နော်။သွားပြန်มาမင်းပြန်ရွာပြန်မြို့ပြန်သွား။စူမိုကြီးကထက်ချန်သွားအိတ်လောက်တယ်စူမိုကြီး။မိုးကြီး2ရက်ရှိပြီညာပျောက်သွားတယ်ကိုကတခါလေးထက်ကြံသွားအိတ်တမှတ်တယ်သူကတခါလေးကောင်မလေးသွားငန်းရှိအဲ့ကောင်ပြုံသွားတာမဟုတ်